အိမ်ရမင်းနေပြီဘာသာတက်မှာလဲတဲ့ဒီမျိုးတွေလည်းပြောနေပြီခဏတန်းအရင်ပြအောင်တဲ့ဒါမဲ့အခုမှအရင်ပြီးထားတာကိုဗစ်ကြောင့်လည်းကြောင်းလာထားတော့အသက်ကလည်း University တက်လို့ရနေပြီခဏတန်းကြီးကိုပြအောင်တက်နေရင်လည်းနောက်ထပ်ကနှစ်တွေကြာကြီးတက်နေရအောင်ပါလေ ဒါလေးမြန်ကြီးတီတက်ရင် ဟမ်ကြီးတီကပါကြီးလေGED ဆိုတာကအမေရိကန်နိုင်ငံကနေတရားဝင်အသိအမှတ်ပြုထားတဲ့အထက်တန်းအောင်လက်မှတ်တစ်ခုဖြစ်ပြီးတော့အသက်16နှစ်ကနေစတင်တက်ရောက်လို့ရပြီးကိုယ့်အသက်က16နှစ်မပြည့်သေးဘူးဆိုရင်လည်း foundation တန်းကိုအရင်ဆုံးတက်ရောက်လို့ရပါတယ်ရှင် ကြီးတီတက်ပြီးရင်ရောဘယ်လိုခွင့်လန်းနေရှိရလဲ GED အောင်ပြီးရင်တော့ပြည်တွင်းမှာပဲကျောင်းဆက်သက်ချင်သူတွေအတွက်မြန်မာနိုင်ငံမှာရှိတဲ့ private college တွေဒါမှမဟုတ်ရင် private university တွေမှာတက်ရောက်လို့ရပြီးတော့ဒီပတ်ထပ်ပြီးကျောင်းသက်ချင်သူတွေအတွက်ကလည်း US, UK, Canada, Thailand, Japan အစရှိတဲ့နိုင်ငံပေါင်းများစွာက university တွေမှာတက်ရောက်လို့ရပါတယ်ရှင်အချိန်အဖြစ်နဲ့9လမှာ10လအတွင်းမှာကြာပြီးတော့ကိုယ့်ရဲ့ကြိုးစားမှုအကောင်းရင်ကောင်းတယ်လို့အထက်တန်းပြီးဖို့အချိန်မဆွဲချင်တဲ့ကျောင်းသားရဲ့အတွက်လည်းအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်ရှင်ဒီဗီဒီယိုမှာဘာသာရဲ့အနေနဲ့က၄ခုရှိပြီးတော့ Mathematics, Science, Business Language and Social Studies ပဲဖြစ်ပါတယ်တဘာသာကိုအမှတ်ပြနေရရှိပြီးတော့145မိနစ်အထက်ဆိုရင်တော့ပြည့်စုံအောင်မြင်နိုင်မှာပဲဖြစ်ပါတယ်ရှင် GED မှာကအစာတွေကိုအလုပ်ချက်ပြီးဖြစ်ရမျိုးမဟုတ်ဘဲနဲ့ကျောင်းသားတွေရဲ့ critical thinking အပိုင်းကိုဦးစားပေးပြီးဖြည့်ဆို့ရတဲ့ဆောင်ရွက်ဖြစ်တာကြောင့်မလို့မိမိရဲ့အရေးကြီးကိုလည်းအပြည့်အဝမြင့်တင်နိုင်မှာပဲဖြစ်ပါတယ်ရှင်အထက်တန်းအောင်လက်မှတ်မရှိသေးသူတွေနဲ့အထက်တန်းအောင်ပြီးနိုင်ငံခြားတန်းသားကျင်သူတွေအတွက်အလွန်အသုံးဝင်တဲ့အောင်လက်မှတ်တစ်ခုပဲဖြစ်ပါတယ်Admission မှာ GED အတန်းလေးတွေပါတက်ရောက်လို့ရတဲ့အပြင် Internship အတန်းလေးပါဖွင့်ပေးထားပြီးမလို့အများဆုံးလာရောက်အနံ့လိုက်တော့နော်